အတန်ထွက်စနစ်နဲ့ပေါင်းဖက်ခြင်းရေးချင်းမှတ်ခြင်းဆိုတာကဒါA to Z ကိုသူ့ရဲ့အတန်လေးအရင်ဆုံးသိရမယ်သူ့ရဲ့အတန်လေးသိသွားပြီဆိုတာ ਨੇ အခုဆရာမပြောသလိုမျိုးပဲရေးတတ်မယ်ဖတ်တတ်မယ်ပေါ့နော်အဲ့လိုလေးရေးတတ်ဖတ်တတ်ဖို့အတွက်အတန်ထွက်စနစ်နဲ့သင်ကြားခြင်းဖြစ်ပါတယ်ဒါကြောင့်မမေတွေကလည်းကိုယ့်ရဲ့သားသမီးတွေကိုတသေးချာချာလေးလေ့လာပြီးတော့စူးစမ်းပြီးတော့သင်ကြည့်ပါလို့ပြောချင်ပါတယ်ဒီလိုသာသင်ခြင်းအဖြစ်ကျမတို့လိုမျိုးအလုပ်ကျက်စရာအာကုံအလုပ်ကျက်ပြီးတော့အာကုံဆောင်ခဲ့ရတယ်ပေါ့နော်အလုပ်ကျက်ခဲ့ရတဲ့မျိုးမရှိတော့ဘဲနဲ့အလုံးသူ့ရဲ့အတန်ထွက်အလုံးလေးတွေနဲ့ရေးချင်းမှတ်ချင်းကိုသင်ကြားခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ပို့ပြီးတော့လွယ်ကူစေတယ်ပေါ့နော်ဒါကြောင့်ဒီနည်းလေးတွေကိုမမေတွေကနေပြီးတော့ကိုယ့်ရဲ့တတမီမီလေးတွေကိုစူးစမ်းပြီးတော့သင်ပေးကြည့်ပါဖီရဲ့အတန်ကဖက်ဖက်ဖက် IT ကမနေ့ကသင်ထားသလို it ဒါဆို pet a pit pet a pit pet a pit ဒါဆိုလို့ရှိရင် pet a pet pet at pet pet a pet tit tit ta a pet tit ta a pet tip ta a pet tap ta a pet tap ta a pet tap ဒီရဲ့တန်လေးက ta 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 အေးရဲ့တန်လေးက a a ဖီရဲ့တန်လေးက pa 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 ဒါကြောင့်မလို့ ta a pet tap ta a pet tap ta a pet tap ta a pet ti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 p ဒီလိုမျိုးလေးတွေဆိုရင်လွယ်လွယ်ကူကူမှတ်နိုင်မယ်လွယ်ကူရေးနိုင်မယ်ပေါ့နော်အဲ့ဒါအတွက်တွေလည်း